ဒါကတော့ပရိသတ်တယောက်ပေးပို့လာတဲ့ဖြစ်ရမှန်ဇလန်းလေးတစ်ခုပါမိတ်ဆွေတို့မိသားစုတွေကြုံခဲ့ရတဲ့ထိတ်လန့်စရာဖြစ်ရမှန်ဇလန်းတွေကိုလည်းကျွန်တော်စီကိုရေးသားပေးပို့နိုင်ပါတယ်အကောင်းဆုံးဖြစ်အောင်အမှတ်တရဖြစ်ပြန်လည်တင်ဆက်ပေးပါမယ်ကျွန်တော်ကတော့တင်ဆက်သူထွန်းမြတ်ပါမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးကောလင်းမြို့နယ်ရဲ့လူသူအရောက်ပေါက်နေတဲ့နေရာဒေသတစ်ခုမှာကြောက်ပြန်သားလို့ခေါ်တဲ့ရွာလေးတွေရှိပါတယ်ဒီအကြောင်းအရာကိုရွာကန်တွေရဲ့ဘိုးဘွားတွေကတဆင်စကားတဆင်နားနဲ့လက်ဆင့်ကမ်းပြောပြခဲ့ကြတာပါဒါဟာရိုးရှင်းတဲ့ပုံမြင်တစ်ပုဒ်မဟုတ်ပါဘူးတက်ရှိထင်ရှားရှိနေသလိုမျိုးထူးခြားဆန်းကျဲတဲ့ဖျားဆင်းထုတော်တဆူနဲ့လောဘစိတ်ကြောင့်မကြွမလွတ်ဖဲမြဲမီတဲ့ကိုတိုးဝင်သွားခဲ့ကြတဲ့လူတစုအကြောင်းဖြစ်ရမှန်ပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကြောက်ပြန်သားရွာရဲ့အရှိတ်ဘက်မှာတောင်ဖီလာလို့ခေါ်တဲ့တောင်ကုန်းကြီးတစ်ခုရှိတယ်တောရဆရာတော်တစ်ပါးကအဲ့ဒီတောင်ပေါ်မှာတရင်သုံးနေရင်းနဲ့ထူးဆန်းတဲ့အလင်းတန်းတစ်ခုကိုတွေးလိုက်ရတယ်ဝယုံတော်ရဲ့ခြုံပုတ်တွေကြားကနေဖြာထွက်လာတဲ့ရောင်ကြီးတော်တွေပါအနားသွားကြည့်လိုက်တော့အလျား9ပေကျော်လောက်ရှိတဲ့ကျွန်းသားနဲ့ထူးလှုပ်ထားတဲ့ရက်တော်မူဖျားတဆူကိုဖူးတွေ့လိုက်ရတယ်ဒီဖျားဟာတမန်လက်ရမဟုတ်ပါဘူးတောင်ဆောင်မှာမိသွေးဖုံရင်နေထိုင်သွားတဲ့လင်မယားနှစ်ယောက်ကထူးလှုပ်ပူဇော်ခဲ့တာလို့ဆရာတော်ရဲ့အာယုံနဲ့သိနေရတယ်ထူးခြားတာကစင်းညူတော်ရဲ့မျက်လုံးမျက်ခုံးနှာခမ်းတော်တွေဟာတက်ရှိလူသားတစ်ယောက်လိုပဲအရန်ကိုအသက်ဝင်နေတာပါရွာသားတွေပင်းဆောင်ကိုးကွယ်ကြတဲ့အခါမှာလဲအစာပိုင်းမှာလုံးဝမရွှေ့ခဲ့ပါဘူးတောဆောင်နဲ့တောင်ဆောင်နဲ့တွေကိုပတာပြီးမှရွာဦးเจ้าကိုပင်းလို့ရခဲ့တာပါဒီပင်ကရမြတ်စွာဘုရားလို့ပွဲတော်ပေးပြီးတော့ရွှေသင်္ကန်းကတ်လူခဲ့ကြတယ်ဒါပေမဲ့ဒီဘုရားကြီးမှာကြောက်စရာကောင်းတဲ့တတိပေးမှုတွေရှိနေခဲ့တယ်တိုင်းပြည်မငြိမ်မသက်ဖြစ်တော့မယ်ကပ်ပေးတစ်ခုခုကြားရောက်တော့မယ်ဆိုရင်ဘုရားရှင်ရဲ့ခြေမတော်ကနေတွေးတွေစီးကြတတ်တယ်လို့နောက်ကောင်တွေပါပွားစီနဲ့ထွက်လာတတ်တယ်လို့ဆိုပါတယ်တခါမှတော့တိုင်းပြည်ချင်းနဲ့မငြိမ်မသက်ဖြစ်ပြီးတော့တကိုးဓမြတွေတောင်းချမ်းနေတဲ့ကာလပေါ့ရွာသားတွေဥပုံစောင့်နေကြတဲ့နေ့တစ်နေ့မှာလူတိုင်းကြက်သိမ်းထစရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရတယ်ဘုရားရှင်ရဲ့မျက်နှာတော်ကနေမျက်ရည်တွေစီးကြနေတာပါရွာသားတွေအားလုံးထိတ်လန့်သွားကြတယ်တစ်ခုခုတော့ဖြစ်တော့မယ်ဆိုတဲ့အသိစိတ်ကလူတိုင်းရဲ့ရင်ထဲမှာစိုးရင်စိတ်ကိုမိမွေးလိုက်တယ်လို့ပါပဲအဲ့ဒီညဟာလာပြီးညပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီးလာရောင်ကလွှဲရင်ဘာမှမမြင်ရတဲ့တကောင်ရန်ချင်းဓမြအဖွဲ့တစ်ဖွဲ့ရွာဦးเจ้าကိုရောက်လာခဲ့ကြတယ်သူတို့ရဲ့ပြစ်မှတ်ကရွှေတွေဝင်းနေတဲ့ဒီပင်ကရဖျားဆင်းလို့တော်ကြီးပါပဲသူတို့ကဖျားကိုပေးမှုကြိုးစားတယ်မရဘူးထမ်းမရပဲ့မရဖြစ်နေတဲ့အစုံဓမြဘိုကဆင်းလူတော်ရဲ့ခြေတော်ရင်းကနေတန်လွှားနဲ့ဖြတ်ပြီးတော့ဟိုးယူကိုကြိုးစားပါတော့တယ်ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲတန်လွှားနဲ့ဘလူပဲတိုက်စစ်သားကပြတ်မထွက်ဘူးချိန်တွေသာကြားလာတယ်ဖျားကြီးကမတုံမလုံရှိနေတော့မယ်ဒီချိန်မှာဒေါသထွက်နေတဲ့ဓမြဘိုကကြောက်ခမန်းလေးဂရိသစ္စာတစ်ခုကိုပြုတ်လိုက်ပါတယ်ငါကဒီဖျားကိုလိုချင်တာငရဲကိုမကြောက်ဘူးဒီဖျားကိုရဖို့အတွက်ငါနဲ့ငါအဖွဲ့သားတွေရောလက်တဆုပ်စာသဲပွင့်တိုင်းငဲကြခံမယ်ဆိုရင်တော့ငါအကြခံမယ်သူကအဲ့ဒီလိုကြုံဝါပြီးတာနဲ့တပြိုင်နက်အစောပိုင်းကဖြတ်မရခဲ့တဲ့ခြေတော်ရင်းဟာထောပတ်ကိုဓာတ်နဲ့လိလိုက်တယ်လို့မျိုးအလွယ်တကူပြတ်ထွက်သွားပါတော့တယ်ကြီးမားတဲ့အရာဝတ္ထုတစ်ခုပြုတ်ကျသွားတဲ့အတန်လိုမျိုးအတန်ကြီးတစ်ခုကကျောင်းပေါ်ကနေထွက်ပေါ်လာတယ်အိပ်ပျော်နေတဲ့ကျောင်းဆောင်ကပ္ပိယကြီးလန်နှုတ်ပြီးတော့ပြေးကြည့်လိုက်တဲ့အခါရင်ထုမနာဖြစ်စရာမြင်ကွင်းကိုတွေးလိုက်ရတယ်ဓမြတွေကဖျားကြီးကိုလဲပေါ်တင်ပြီးတော့တောင်ဖီလာတောင်ရို့တိုင်မောင်းနှင်သွားကြတာပါကပ္ပိယကြီးရဲ့အော်တန်ကြောင့်ရွာသားတွေနိုးထလာပြီးဒုတ်တာလက်နဲ့ဆွဲကန်ပြီးတော့အနောက်ကနေထက်ချက်မကွာလိုက်ကြပါတော့တယ်လှဲပင်းရာတွေနွားချီရာတွေကတောင်ဖီလာဘက်ကိုဥတီးနေတယ်ရွာသားတွေကအမိလိုက်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူတို့မျက်စိရှင်းမှာတွေးလိုက်ရတာကနွားတွေနဲ့လဲတွေကိုပဲတွေ့ရတယ်ဖျားစိမ့်လူတော်ကြီးမရှိတော့ဘူးဓမြတွေလည်းတယောက်မှမရှိတော့ဘူးအဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတယ်ဓမြတွေထွက်ပြေးသွားတဲ့ခြေရလည်းမတွေ့ရဘူးဖျားကြီးကိုတည်သွားတဲ့လက္ခဏာလည်းမရှိဘူးလူတစုလုံးနဲ့ဖျားကြီးဟာဒီထဲမှာပျောက်ကွယ်သွားတယ်လို့မျိုးဒါမှမဟုတ်မျက်စိထဲပဲမြောက်ကွယ်သွားတယ်လို့အဆန္ဒမကြံပျောက်ချင်းမလားပျောက်သွားခဲ့ကြတယ်အဲ့ဒီညကကြောက်ပြန်သားရွာတရွာလုံးငိုကြွေးစံနေနဲ့ဖုံးလန်းသွားခဲ့တယ်သူတို့တန်ဖိုးထားရတဲ့ဖျားရှင်ပျောက်ဆုံးသွားလို့ပါဒါပေမဲ့ရွာသားတွေစဉ်းစားမရတာကတဲတပွင့်လဲငရက်တစ်နှစ်အကြခံမယ်လို့ကြုံဝါခဲ့တဲ့ဓမြဘိုနဲ့သူ့ရဲ့ဖွဲ့သားတွေပဲရောက်သွားလဲဆိုတာပါပဲသူတို့တကယ်ပဲထွက်ပြေးလွတ်မြောက်သွားတာလားဒါမှမဟုတ်သူတို့တောင်းဆိုခဲ့တဲ့အတိုင်းဓ
အရှင်းလက်လက်ငရဲကိုခေါ်ဆောင်ခံလိုက်ရတာလားဘယ်သူမှအဖြစ်မပေးနိုင်ခဲ့ပါဘူးဒီနေ့ဒီချိန်ထိကြောက်ပြင်သားရွာမှာကြမ်းရစ်ခဲ့တာကတော့ဓမြတွေဖျက်တောက်ထားခဲ့တဲ့ဘုရားရှင်ရဲ့ခြေတော်ရင်ပိုင်းစားနဲ့အုတ်ကျောင်းဆောင်ကြီးပါပဲရွာသူရွာသားတွေကတော့ကြမ်းရှိနေတဲ့ခြေတော်ရာကိုပဲဒီပင်ခရာဘုရားကြီးဖြစ်ပြန်လည်မုန်းမှန်ပြီးယနေ့ထက်တိုင်းပူဇော်ကိုးကွယ်နေကြပါတယ်